Part -2 The Diary of Mew ရဲ့ Eyes on Paradise ရဲ့ Pack 2 လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အရှိမမြပြောခဲ့တဲ့ဒီရေခဲထက်နေအားလုံးနဲ့ဒီရေခဲပူပူဒီအားလုံးကတကယ်ရေခဲ acid တွေကိုသုံးပြီးတော့ပုံဖော်ဖန်တီးထားတာဖြစ်တဲ့အတွက်ဒီခမ်းမထဲမှာပေါ့နော်ရေခဲအမှတ်အပူချိန် -10 degree centigrade နဲ့ပုံဖော်ထုစစ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့အခန်းထဲမှာရှိတဲ့အေးဓာတ်ကအလွန်အင်မတန်မှမြင့်ပါတယ်ရှင်ဒါကြောင့်မလို့အခုမျိုးပဲထားသလိုမျိုး jacket တွေပြီးတော့ shoes တွေကိုတော့အပြင်မှာfree ထုတ်ပေးပါတယ်ရှင်ဒါပေမဲ့သူတို့လက်အိတ်ကလေးရောင်းနေပေါ့နော်မျိုးကတော့အကျန်တစ်ခုပေးချင်တာကအဲ့လက်အိတ်တွေကိုသူတို့ရောင်းတဲ့လက်အိတ်တွေကိုဝယ်ခဲ့ဖို့အကျန်ပေးချင်ပါတယ်ဘာလို့လဲဆိုတော့အထဲမှာရှိတဲ့အေးဓာတ်ကပေါ့နော်အရန်ကိုအေးလို့ပါမျိုးလို့ဆိုရင်ခိုက်ခိုက်တုံအောင်ချမ်းပါတယ်အဲကြောင့်မလို့အဲ့လက်အိတ်ကိုတော့ဝယ်ခဲ့စီချင်ပါတယ်ရှင်အခုဆိုလို့ရှိရင်စိတ်ဝင်စားစရာကောင်းတဲ့ activities တစ်ခုဆော့လို့ရတဲ့နေရာတစ်ခုကိုမျိုးကရောက်ရှိလို့လာပါပြီအဲ့ဒါကဘာလဲဆိုတော့ရေခဲအစ်စ်နဲ့ပြုလုပ်ထားတဲ့ short လေးပေါ်ကနေပြီးတော့မျိုး short စီးချမှာဖြစ်ပါတယ်ဒီ short တစ်ခုလုံးကရေခဲအစ်စ်နဲ့လုံးဝပြုလုပ်ထားတာဖြစ်ပါတယ်လေကားလေးတွေအစပေါ့နော်အကုန်လုံးကိုရေခဲအစ်စ်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ဒီနောက်မှာဝန်ထမ်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့မျိုးလဲတယောက်တည်းပဲဒီနေ့ short စီးချခဲ့ပါတယ်တကယ်မိုက်တဲ့ခံစားချက်ပါရှင်တကယ်တော့အောက်မှာပေါ့နော်တခုခုခင်းပြီးတော့ပဲဖြစ်ဖြစ်အောက်ကဘောင်းမီရှိနေဖြစ်ဖြစ် slide show ရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဘာလဲဆိုတော့မျိုးကကြတော့လေအောက်မှာじゃ sket အတူနဲ့ဆိုတော့ဒီအသားကြတော့နည်းနည်းလောင်တတ်တယ်ပေါ့နော်နောက်တစ်ခါတကယ်လို့တွားဖြစ်မယ်ဆိုလို့ရှိရင်တော့အဲ့လိုအရှိတခုခုဝစ်ပြီးတော့ပဲ short စီဖြစ်မှသိကြပါတယ်ရှင်အရင်အေးလာလို့မျိုးတို့တခြားအခန်းဘက်ကိုကူးတဲ့အချိန်မှာပေါ့နော်မျိုးတို့ dream mode တောက်ဖို့တဲ့သူတွေဆိုရင်သိရပေါ့နော် snow ice မှာလိုမျိုးဒီလိုမျိုးပေါ်ကွင်းနေပေါ့နော်ဒီနင်း slide စီးချတဲ့နေရာလေးရှိရပေါ့နော်အစားကမျိုးဟိုဘက်မှာလေကားစီးခဲ့တာပေါ့နော်အောက်က skirt အထူနဲ့မလို့အသားနည်းနည်းတော့ရေခဲလောင်သွားရပေါ့နော် slide show တဲ့အချိန်မှာပုတ်တိုက်မှုအားကြောင့်မလို့အသားလောင်သားရတဲ့အတွက်ကြောင့်မလို့မစီးတော့လို့ထားဒါပေမဲ့အသားပေါ်ကွင်းနေဆိုတော့မျိုးလဲစီးရတာပြောရတဲ့ကြောင့်မလို့ထပ်ပြီးတော့ try ခဲ့ပါတယ်ရှင်တကယ်ပျော်စရာကောင်းပါတယ်ရှင်ဒီလိုစိတ်ဝင်စားစရာတွေအပြည့်နဲ့ Forest Magical Eyes of Siam ကဘယ်နေရာမှာရှိလဲဆိုရင်ပတ္တရားမြို့မှာရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့ပတ္တရားရောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုမဖြစ်မနေလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံး